မင်းစားပြီးကျွန်းရေပြင်းဆွဲရတယ်ရေရင်းတဲ့တိုင်ဒီအယူဆကအညာဒေသမှာပြန့်နှံ့နေတော့မဆိုင်ပါဘူးရေချိုးရနဲ့ရေပြင်းဆွဲရနဲ့ဘာမှမဆိုင်ပါဘူးဒီနေ့တော့ရေပြင်းအကြောင်းနဲ့ပြောချင်တယ်မြန်မာနိုင်ငံမှာရေပြင်းရှိပြီဆိုရင်69%ကအသေး6လို့ရေပြင်းဆွဲတာပဲတပြည့်ရတော့ဖြစ်နိုင်တာပေါ့ဘေးနာသားပြုရင်ကင်ဆာတို့အဆိုင်ကင်ဆာတို့ဖြစ်တယ်ဒါပေမဲ့အများစုကအသေး6လို့ရေပြင်းဆွဲတာဖြစ်တယ်ဒါပေမဲ့အသက်နည်းနည်းကြီးရင်တော့သတိတစ်ခုပေးလိုက်မယ်အမျိုးသမီးအသက်နည်းနည်းကြီးတယ်ရေပြင်းကြီးရှိတယ်လူကဘာမှမဖြစ်လန်းဆန်းပြီးဖြစ်နေတယ်အဲ့ဒါဆိုရင်တော့သားဥပြွန်ဘေးနာကင်ဆာ MOT malignant ovarian tumor ကိုဘယ်တော့မှမမေ့ပါနဲ့လို့ချိန်ပေါင်းများစွာ